မင်္ဂလာပါဗျဒီနေ့တော့ကျွန်တော်တို့ကားသမားတွေလုပ်ငန်းရှင်တွေဗျမနဲ့မိုးလင်းတာနဲ့ဖုံးဆက်မေးကြတဲ့မေးခွန်းတစ်ခုဆွေးနွေးခြင်းနဲ့ဗျညီလေးရေးတဲ့ကားစည်းတွေကြနိုင်လားတဲ့ကြရင်ဝယ်မယ်ကွာတဲ့မကြလို့ရှင်စောင့်မယ်တဲ့ကျွန်တော်နားလဲပါရဲ့ဗျဒါပေမဲ့အားလုံးကဈေးသက်တာတဲ့ကားကောင်းကောင်းတစ်စီးကိုစီးကျင်ကြရကြီးပဲဗျကျွန်တော်လည်းစီးကျင်ပါတယ်ဒါပေမဲ့ဈေးကွက်ဆိုတာဗျကျွန်တော်တို့စံနာအရှိတဲ့အတိုင်းဖြစ်မလာဘူးဗျဒီနေ့ဗီဒီယိုမှာဗျကျွန်တော်ကဈေးကြတယ်မကြဘူးဆိုပြီးတော့ဘေးရင်ဟောသလိုဟောပြလို့တော့မရဘူးဗျဒါပေမဲ့လက်ရှိကားဈေးကွက်ကိုထိန်းချုပ်နေတဲ့မမြင်ရတဲ့အချက်လက်၄ချက်နဲ့ကျွန်တော်ရှင်းပြမယ်ဗျာဒီဗီဒီယိုပြီးသွားလို့ရှိရင်ခင်ဗျားတို့ကားဈေးကြနိုင်လားမကြနိုင်ဘူးလားဆိုတော့ခင်ဗျားတို့ကိုယ်တိုင်အဖြေပေါ်သွားလိမ့်မယ်ပထမဦးဆုံးကားဈေးမကြတဲ့အဓိကတရက်ခံကားပွဲသားတွေမဟုတ်ဘူးဗျအဓိကငွေကြေးမိတ်ဆွေတို့ကစဉ်းစားကြည့်ဗျာဂျပန်နိုင်ငံမှာကားတစ်စီးကိုရန်တသန်းပေါက်တယ်ပဲဆိုပါစို့လွန်ခဲ့တဲ့9နှစ်ကရန်တသန်းရဲ့တန်ဖိုးနဲ့ဒီနေ့ရန်တသန်းရဲ့တန်ဖိုးကမြန်မာငွေနဲ့လဲရင်တော့တူသေးလားကိုယ်တိုင်စဉ်းစားကြည့်ဗျာနောက်တစ်ခုကဒီ CIF value ခေါ်တယ်ဗျကားတင်သွင်းလို့ရှင်ခွန်ဆောင်ဖို့ဒီတွက်ချက်တဲ့ CIF တန်ဖိုးကဒေါ်လာယန်းပေါ်မှာမူတည်ရဗျဒီစိတ်ကန်းအရောက်တန်ဖိုးကနိုင်ငံခြားငွေမြင့်နေသူရဲ့ခင်ဗျဂျပန်မှာကားဈေးဘယ်လောက်ကြမြန်မာပြည်ရောက်လို့ရှင်ဈေးကလုံးဝမကျနိုင်ဘူးဗျဒါကြောင့်ကားဈေးကျဖို့ဆိုတာငွေဈေးပြန်ကျမှဖြစ်နိုင်မယ့်ကိစ္စဗျငွေဈေးကဒီတိုင်းမာနေအောင်မယ်ဆိုလို့ရှိရင်ကားဈေးကလည်းလိုက်မာနေအောင်ပါပဲဗျနောက်တစ်ခုက supply များဒီရောင်းကုန်ပေါ့ဗျာကျွန်တော်တို့ဈေးကွက်သဘောတရားဟာဗျာပစ္စည်းများမှဈေးကျတာဗျအခုလက်ရှိအခြေအနေကိုကြည့်အောင်ကျွန်တော်တို့ showroom တွေမှာအရင်လိုဗျာ free permit တွေစိတ်ကြိုက်တင်သွင်းလို့ရနေပြီလားမရဘူးဗျ permit ရဖို့ခက်လုံနေရတော့နောက်ထပ်တူးချင်းတင်သွင်းခွင့်တွေကိုလည်းဗျာပိတ်ထားကြပြီဗျာဒီအပိုင်းမှာဗျာ classic ကားတွေမှတ်ပုံတင်ခွင့်ပြုတယ်ဆိုပေမဲ့ဒါ1980အောက်ပိုင်း model တွေဗျကျွန်တော်တို့စီးပွားရှာမဲ့ကန်နာတို့ဖူဆိုတို့အတွက်မဟုတ်ဘူးဗျာဆိုတော့နိုင်ငံခြားကားအစ်စ်တွေဝင်မလာနိုင်ဘူးပြည်တွင်းမှာရှိပြီးသားကားအဟောင်းတွေကိုပဲဒီလက်လွှဲရောင်းဝယ်နေကြတာဗျဥပမာပေးရလို့ရှင်ဗျာရေအဝင်မရှိပဲရေအထွက်တွေပဲရှိနေတဲ့ကန်တစ်ခုလိုဖြစ်နေတာတော့ရှိပြီးသားကားကောင်းတွေကရှားပါပစ္စည်းလိုဖြစ်ပြီးတော့ဈေးကမာနေတာဗျနောက်တစ်ခုကဂျပန်လေလံဈေးကွက်ဂျပန်မှာဗျာကားဈေးတွေကျနေတယ်လို့တချို့ကပြောတယ်မှန်တယ်ဗျဒါပေမဲ့ဘယ်ကားတွေကျနေရလဲဒီဘက်ထရီပြက်နေတဲ့ကားတွေတို့နောက်တစ်ခုက model နှိမ့်နေတဲ့ကားတွေကတော့ကြာကောင်းကြာနိုင်တယ်ဗျဒါပေမဲ့ကျွန်တော်တို့ဒီကုန်တင်ကားတွေကတော့လုံးဝမကြောက်ဘူးဘာလို့လဲဆိုတော့ပြိုင်ဘက်များလို့ဗျဂျပန်လေလံမှာဗျမြန်မာနိုင်ငံတခုတည်းကဝယ်နေရမဟုတ်ဘူးဗျအာဖရိကရှိမယ်ဗျရုရှားရှိမယ်ဗျမွန်ဂိုလီးယားရှိမယ်ဗျဒီနိုင်ငံတွေအားလုံးကကျွန်တော်တို့ဂျပန်ကုန်တင်ကားတွေရောအလူရဲ့ဝယ်နေကြတဲ့နိုင်ငံတွေဗျကမ္ဘာစီးပွားရေးအရာဗျကားအသစ်ထုတ်လုပ်မှုစရိတ်တွေကတက်လာတော့လူတွေကကားအသစ်တွေကိုဝယ်မစည်းပဲနဲ့ဒီကားအဟောင်းတွေဝယ်ပြန်လှည့်ရများလာပြီဗျဒါနိုင်ငံတကာပဲဗျနောက်တစ်ခုကကျွန်တော်တို့အိမ်စီးကားတွေပဲကြည့်အောင်ဗျအိမ်စီးကားနဲ့လုပ်ငန်းသုံးကားလုံးဝမတူဘူးဗျအိမ်စီးကားဈေးကွက်ကခင်ဗျဇိမ်ကန်ပစ္စည်းမို့စီးပွားရေးမကောင်းရင်တော့မှဈေးကျနိုင်တယ်ဗျဒါပေမဲ့ကျွန်တော်တို့သုံးနေတဲ့ truck ကားတွေကမရှိမဖြစ်လိုအပ်တဲ့အခန်းကဏ္ဍမှာပါတယ်ဗျကမ္ဘာစီးပွားရေးဘလောက်ပဲကြလူတွေထမင်းစားရမယ်အိမ်ဆောက်ရမယ်ကုန်စည်စီးဆင်းရမယ်ကုန်စည်စီးဆင်းဖို့အတွက်လေကားလိုမယ်ဗျဒါကြောင့်ကုန်တင်ကားဝယ်လို့ဘယ်တော့မှထိုးကြမသွားဘူးကားပိုင်ရှင်တွေကလည်းသူတို့ကားတွေကိုရောင်းကုန်လို့မမြင်ဘဲနဲ့ငွေတန်ဖိုးထိန်းထားတဲ့ပစ္စည်းလိုကိုထင်နေကြတာဗျငွေစက်ကူကင်ထားရင်တန်ဖိုးကျနိုင်မယ်ဗျကားကိုကင်ထားရင်မရှုံးဘူးလို့ယုံကြည်ထားဒါကျွန်တော်လည်းပါတယ်ဗျအဲ့ထဲမှာယုံကြည်မှုရှိနေသူတွေဗျကားဈေးကွက်ကပြိုဖို့တိတ်မလွယ်ဘူးဗျဒီတော့ကျွန်တော်တော်တော်များများလဲစုံအောင်ချင်းပြပြီးဗျမိတ်ဆွေကြီးတို့ဘာလုပ်ကြမလဲဗျကျွန်တော်အမြင်ကိုပြောရလို့ရှိရင်ဗျမိတ်ဆွေကကားရှိပြီးသားဗျအပိုထပ်ဝယ်ဖို့စဉ်းစားနေဒါမှမဟုတ်အပျော်စီးဖို့ဝယ်မယ်ဆိုလို့ရှိရင်ခဏစောင့်ရင်စောင့်လို့ရတယ်ငွေကိုတခြားနေရာမှာရင်းနှီးထားလို့လည်းရသေးရဲ့ဗျမဆောင်ချင်ဘူးဗျမိတ်ဆွေကဒီကားကိုဝယ်ပြီးတဲကြောက်သေးမယ်ကုန်စီပို့မယ်ဗျတလောက်ကို320ကနေ330ရဖို့အခွင့်အရေးရှိနေတယ်ဆိုလို့ရှိရင်မဆောင်နဲ့ဗျဘာလို့လဲဆိုတော့ဈေးကျမလားလို့ဥပမာ6လလောက်စောင့်နေရတဲ့အချိန်မှာဗျမိတ်ဆွေဆုံးချုံသွားမဲ့ဝင်ငွေက300ကျော်လဲဖြစ်သွားနိုင်တယ်ကားဈေးက10သိန်း320ကျဖို့အရေးဗျဝင်ငွေ300တော့အဆုံးချုံမခံနဲ့ဗျအချိန်ကငွေပဲဗျဒီနေ့ဝယ်မယ်မနှက်ပြန်လုပ်ငန်းဝင်မယ်ဗျရတဲ့ပတ်စံနဲ့ကားဖို့ပြန်ဆက်တာစီးပွားရေးသမားပီတာတဲ့တွက်နီးပဲဗျအဲ့တော့ညီကုန်းချုပ်ပြောရလို့ရှင်ဗျာကျွန်တော်လဲကားဈေးကျစေခြင်းနဲ့ဒါပေမဲ့လက်ရှိမြင်နေရတဲ့ငွေဈေးပါမစ်ဈေးကမ္ဘာဈေးကွက်ရဲ့လိုအပ်ချက်တွေအရ2026မှာဗျာကားဈေးထိုးကျသွားဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ပြောလို့မရပေမဲ့အတော်လေးကိုခဲရင်တယ်လို့ပဲသုံးသပ်ရှင်တယ်ဗျဒီတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးမိတ်ဆွေတို့လည်းမိတ်ဆွေတို့ရဲ့လုပ်ငန်းသုံးကားရွေးတဲ့အခါမှာအကောင်းဆုံးဆုံးဖြတ်ချက်ကိုချနိုင်ပါစေဗျအားလုံးဘေးကင်းလုံခြုံကြပါစေဗျာ